လေးရဲ့မှာဘာတွေလုပ်တင်လဲမင်္ဂလာပါရှင်ကျမတို့ရဲ့ My Power Channel လေးကနေကြိုဆိုပါရစေတပတ်တာလုံးအလုပ်တွေစပြီးနဲ့ပြင်ပန်းလာခဲ့ပြီးနောက်ရောက်ရှိလာတဲ့အားလရက်ကိုမင်းဘလို့ကြော်ပြလေးရှိတယ်လေအိမ်မှာပဲအိမ်နေရင်အချိန်ကုန်သွားတာမျိုးလားဒါမှမဟုတ်အချိန်တွေဘလို့ကုန်သွားမှမသိပဲနောက်တစ်ပတ်အလုပ်ပြတ်တဲ့ရမယ့်ရက်ကိုရောက်သွားတာမျိုးလားတကယ်တော့အားလရက်ဆိုတာစိတ်ပင်ပန်းမှုကိုဖြည့်ဖြောက်ဖို့တွေမဟုတ်ပဲနောက်တစ်ပတ်အတွက်ခွန်အားတစ်တွေရယူဖို့နဲ့ကိုတိုးတက်အောင်လုပ်ဖို့အကောင်းဆုံးအချိန်ပါပဲဒီနေ့ဗီဒီယိုလေးမှာတော့အားလရက်ကိုအကျိုးရှိရှိနဲ့ပျော်ပျော်ရွှင်ရွှင်ဘလို့အသုံးချလို့ရမလဲဆိုတဲ့အချက်လေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်အားလရက်မှာလှုပ်ဆောင်နိုင်တဲ့အကျိုးရှိမဲ့အချက် 5 ချက်နံပါတ် 1 အချက် digital အနားယူခြင်းဖုန်းကွန်ပျူတာနဲ့ social media တွေကနေခဏလောက်ဝေးနေကြည့်ပါသတင်းတွေထွန်းနေတဲ့မှာပဲနှစ်မနေပဲကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့အပြင်လောကကိုအာရုံစိုက်ကြည့်ပါနံပါတ် 2 အချက်ဝါသနာပါရတစ်ခုလုပ်ပါအလုပ်အားရဲ့အချိန်မှလုပ်မယ်လို့ရည်ရွယ်ထားတဲ့ဝါသနာလေးတွေရှိမှာပါစာဖတ်တာပကြီးဆွဲတာဟင်းချက်တာဒါမှမဟုတ်တချင်းနှောင်းတာမျိုးတွေပေါ့ကိုဝါသနာပါတာကိုလုပ်ရတဲ့အခါစိတ်ဖိစီးမှုတွေတိတိတတ်တာရောကြသွားပါလိမ့်မယ်နံပါတ် 3 အချက်ခန္ဓာကိုယ်လှုပ်ရှားမှုလုပ်ပြပါတပတ်လုံးထိုင်ပြီးအလုပ်လုပ်ရတာမျိုးဆိုရင်အားလရက်မှာလမ်းလျှောက်တာအကစားလုပ်တာမျိုးလေးတွေထည့်သွင်းပါချွတ်ထွက်သွားတဲ့အခါစိတ်ရောကိုယ်ပါလမ်းဆန်းသွားတာကိုခံစားရပါလိမ့်မယ်နံပါတ် 4 အချက်ချစ်ခင်ရသူတွေကိုအချိန်ပေးပါမိသားစုဝင်တွေတငယ်ချင်းတွေနဲ့အတူအချိန်ဖြုံးပါအတူတူစားတောက်တာစကားပြောတာတွေကမင်းရဲ့စိတ်ပိုင်းဆိုင်ရာကိုနှွေးထွေးစေပြီးခွန်အားတွေပြန်လည်ရရှိစေပါတယ်နံပါတ် 5 အချက်နောက်တစ်ပတ်အတွက်ကြိုတင်ပြင်ဆင်ပါအားလရက်ရဲ့နောက်ဆုံးအချိန်လေးမှာတော့နောက်တစ်ပတ်မှလုပ်ရမယ်အရေးကြီးတဲ့အလုပ်တွေကိုစီရင်ပြုစုလုပ်ထားပါဒါဆိုရင်တနင်္လာနေ့အလုပ်ပြန်တက်တဲ့အခါစိတ်ရှုပ်ထွေးမှုမရှိပဲအဆင်သင့်ဖြစ်နေပါလိမ့်မယ်အားလရက်ဆိုတာလူတိုင်းအတွက်တန်ဖိုးရှိတဲ့အချိန်ဖြစ်လို့အိပ်ဆက်နာယူခြင်းနဲ့အကျိုးရှိတဲ့လှုပ်ဆောင်မှုတွေကိုမျှတအောင်လှုပ်ဆောင်ဖို့အကြံပြုချင်ပါတယ်တကယ်စင်းတို့ရောအားလရက်တွေမှာဘာတွေလုပ်ရတာအကြိုက်ဆုံးလဲဆိုတာကိုcommentမှာရေးပေးခဲ့ပါအောင်နော်ကျမတို့အချင်းချင်းအကြံဉာဏ်တွေဖလှယ်လို့ရတာပေါ့ဒီဗီဒီယိုလေးကအကျိုးရှိရဆိုရင် like and subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့ဟုတ်အားလုံးပဲပျော်ရွှင်စရာကောင်းပြီးခွန်အားတစ်တွေရရှိမယ်အားလရက်လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်